ဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးချက်ကတော့စုပ်ကိုင်နှိုင်စွမ်းရော့ကျလာခြင်းတင့်လက်ရဲ့ညှင့်အားကတင့်နှလုံးရဲ့စွမ်းအားကိုဖော်ပြနိုင်ပါတယ်တစ်စုံတစ်ခုကိုတေချာစုပ်ညှင့်နိုင်ရင်နှလုံးရောဂါဖြစ်နိုင်ကြီးနည်းတယ်လို့သူတေသီတွေကဖော်ပြထားပါတယ်ပစ္စည်းတစ်ခုကိုမြဲမြဲစုပ်ကိုင်ဖို့ခက်ခဲနေပြီဆိုရင်နှလုံးရောဂါဖြစ်နိုင်ကြီးများလာပါပြီဒုတိယတစ်ချက်အနေနဲ့အိပ်ပျော်နေစဉ်လန်နိုးခြင်းဖြစ်ပါတယ်သင်ကအသက်ရှူရက်သွားတဲ့အတွက်အိပ်ရာကနေလန်နိုးလာတာကတင်အုံနောက်ထဲကိုအောက်ဆီဂျင်တွေလုံလောက်မရောက်တာကြောင့်ပါဒီလိုအခြေအနေတွေမှာအုံနောက်ကသွေးလှက်ပတ်မှုကောင်းမွန်ဖို့အတွက်အချက်ပြလိုက်တာကြောင့်တင်နှလုံးနဲ့သွေးကြောတွေကခက်ခဲအလုပ်လုပ်ရပါတယ်ဒါကြောင့်သွေးတိုးလာတာနှလုံးခုန်နှုတ်မမှန်တာလေဖြတ်တာနဲ့နှလုံးအလုံးမလုံးနိုင်ကြီးတွေမြင့်တက်လာနိုင်ပါတယ်နောက်တစ်ချက်ကတော့လိမ်မော်ဝါရောင်အဖူးပိတ်များထွက်လာခြင်းဖြစ်ပါတယ်လက်စစ်ခြေစစ်နဲ့တင်မနေရာတွေမှာလိမ်မော်ဝါရောင်အဖုပိတ်များထွက်ပေါ်လာတတ်ပါတယ်ဒီလိုချက်ပြတာဟာလဲနှလုံးနဲ့စီးကြိုယောဂလက္ခဏာတို့ရဲ့သင်